မင်္ဂလာပါခင်ဗျာကျုပ်ဟာဈေးနှုန်းချိုသားပြီးအာဟာရအပြည့်အဝဆုံး super food တစ်ခုဖြစ်ပေမဲ့တချို့တော့လူအုပ်စုတွေအတွက်တော့ကျုပ်အနေနဲ့ဆေးထက်ပဲဖြစ်နိုင်ပါတယ်ဒီနေ့မှာတော့ကျုပ်နှစ်ကိုအထူးသတိထားရှောင်ကျဉ်ရမယ့်လူအုပ်စု9စုအကြောင်းပြောပြပေးသွားမှာပါတစ်ကိုလက်စထရောမြင်မာသူနဲ့နှလုံးရောဂါရှိသူများကျက်ဥအနှစ်တလုံးမှာကိုလက်စထရော186မီလီဂရမ်ခန့်ပါဝင်ပါတယ်သွေးတွင်းကစီဓာတ်များသူတွေနဲ့နှလုံးရောဂါအခန့်ရှိသူတွေအလွန်အကျွံစားသုံးရင်သွေးကြောပိတ်ဆို့ပြီးလေဖြတ်တာနှလုံးရက်တာမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်နှစ်ကြောက်ကပ်ရောဂါရှိသူများအနှစ်မှာ phosphorus ဓာတ်ကျွဲဝပါတယ်ကြောက်ကပ်မကောင်းသူတွေမှာဒီဓာတ်ကိုကောင်းကောင်းမစွန့်ထုတ်နိုင်တဲ့အတွက်သွေးထဲမှာစုပုံလာပြီးအယိုးအားနေတာနဲ့နှလုံးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်၃ခေါက်ယောဂရှိသူများကျက်ဥမှာ purine ထပ်ပါဝင်ပြီးခန္ဓာကိုယ်က uric acid ဖြစ်ပြောင်းလဲဖြစ်ပါတယ်။ uric acid များလာရင်အဆစ်အမြစ်တွေပိုမိုရောင်ရမ်းနာကျင်လာစေနိုင်ပါတယ်။၄အသေးချောင်းသို့မဟုတ်အသေးရောဂါရှိသူများအနှစ်မှာပါတဲ့ကိုလက်စထရောနဲ့အဆီတွေကအသေးမှာအဆီစုပုံခြင်းကိုပိုဆိုးစေပြီးအသေးရဲ့လှုပ်ဆောင်ချက်ကိုနှောင့်နှေးစေနိုင်ပါတယ်။၅အမျိုးအစားနှစ်စီးချိုဝေဒနာရှင်များစီးချိုသမားတွေဟာနှလုံးနဲ့သွေးကြောဆိုင်ရာနောက်ဆက်တွဲဝေဒနာတွေခံစားရနိုင်ခြေပိုများတဲ့အတွက်ကိုလက်စထရောပါဝင်မှုများတဲ့အနှစ်ကိုဆင်ခြင်ရပါမယ်။၆ကြက်ဥနဲ့တက်မတဲ့သူများ allergy အချို့မှာကြက်ဥစားပြီးရားရန်တာအင်းပြင်းထွက်တာရင်ဘတ်အောင်တာနဲ့အသက်ရှူကျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုလက္ခဏာရှိရင်လုံးဝရှောင်သင့်ပါတယ်။ခုနှစ်ဆေးဝါးများတောက်တုံနေရသူများအထူးသဖြင့်ကိုလက်စထရောကျစေဒါမှမဟုတ်သွေးကျစေတောက်နေရသူတွေဟာမိမိရဲ့စားတောက်မှုပုံစံကိုဆရာဝန်နဲ့တေးချတိုင်းမင်ပြီးမှသာအနှစ်ကိုစားသုံးနေပါတယ်ဒီယောဂအခန့်ရှိသူတွေအနေနဲ့ကျက်ဥစားခြင်းနဲ့တော့အနှစ်ကိုဖဲပြီးကျက်ဥအကာကိုပဲဦးစားပေးစားသုံးတင်ပါတယ်အကာမှာ protein ဓာတ်ကျွဲဝတယ်လို့ကိုလက်စထရောလည်းမပါဝင်လို့ဘေးကွင်ပါတယ်ကျမရဲ့ဖူးထူတာတွေဆက်လက်နားဆင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်